နေဆက်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့အတွက်ပထမရက်တရာအတွင်းဦးစားပေးဆောင်ရွက်မဲ့လုပ်ငန်းစဉ်များနဲ့ဆက်လက်ဆောင်ရွက်မဲ့စီမံကိန်းလုပ်ငန်းများဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဒီကနေ့မိုးလယ်ပိုင်းမှာနေဆက်ရေးဝန်ကြီးဌာနဝန်ကြီးရုံးအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်ခဲ့ရာနေဆက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်ကနိုင်ငံတော်သမ္မတရဲ့ပြည်ထောင်စုလွှတ်တော်ကတိသစ္စာပြုပွဲခမ်းနားမှာနိုင်ငံတော်သမ္မတပြောကြားခဲ့တဲ့မိန့်ခွန်းနိုင်ငံတော်သမ္မတအိမ်တော်မှာနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များပြည်ထောင်စုအစိုးရဖွဲ့ဝင်များတိုင်းဒေသကြီးပြည်내အစိုးရများမှဝန်ကြီးချုပ်များနဲ့ဒုတိယဝန်ကြီးများအားတွဲဆုံမှာကြတဲ့မိန့်ခွန်းလမ်းညွှန်ချက်များအားအသေးစိတ်ရှင်းလင်းပြောကြားပြီးနိုင်ငံတော်အစိုးရရဲ့ပထမရက်တရာကာလအတွင်းမိပြည်တော်ဝန်ကြီးဌာနအနေဖြင့်နေဆက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့လူစွမ်းအရင်းဖြင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်များအကောင့်ထဲပေါ်ဆောင်ရွက်ရမှာတတ်မှတ်စံချိန်စံညွှန်းနဲ့အညီတတ်မှတ်အချိန်မှာအချိန်မီပြီးစီအောင်တာဝန်ရှိသူအစဉ်စဉ်ကကြက်မှတ်ဆောင်ရွက်ကြရေးမိမိတို့ဝန်ထမ်းများအနေဖြင့်နိုင်ငံဝန်ထမ်းဥပဒေ၊ဤဥပဒေစီမံစည်းကမ်းလုပ်ထုံးလုပ်နည်းအမိန့်ညွှန်ကြားချက်များကိုတိကျစွာကျင့်ကြံနေထိုင်ကအာဂရိကင်းရှင်းစွာဖြင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်မိမိတို့ကြာရအခမ်းကဏ္ဍအသီးသီးမှပြည့်ရတဲ့တာဝန်ဝတ္တရားများကိုကျေပြွန်စွာထမ်းဆောင်ကြရန်နဲ့အစဉ်လာကောင်းမွန်ပြီးဝန်ကြီးဌာနပုံရိပ်ကိုဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားခဲ့ပါသည်။အဲဒီနောက်ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးနဲ့နေဆက်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဦးစောလင်းတို့က2025-2026ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ခဲ့တဲ့လုပ်ငန်းများနဲ့ပြည်သူ့အတွက်ပထမရက်တရာအတွင်းဦးစားပေးဆောင်ရွက်မဲ့လုပ်ငန်းစဉ်များအပါအဝင်2026-2029ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မဲ့အစီအမံများကိုရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီးတိုင်းဒေသကြီးပြည်내ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှုများက2025-2026ဘဏ္ဍာရေးနှစ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနဲ့2026-2029ဘဏ္ဍာရေးနှစ်မှာဆောင်ရွက်သွားမယ်လုပ်ငန်းများနဲ့ဆက်လင်းပြီးတော့၎င်းပွင့်ပြိုးတက်ကတူဗမောက္ခချုပ်ဒီဂရီကောလိပ်များနဲ့ဗဟိုလေးချင်းကျောင်းတို့မှာကျောင်းဦးကြီးများတိုင်းဒေသကြီးပြည်내ဦးစီးမှုများကလူစွမ်းအရင်းမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများနဲ့ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းများအား၎င်းရှင်းလင်းတင်ပြခဲ့ရမှာပြည်ထောင်စုဝန်ကြီးကလိုအပ်သည့်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးညီကုန်းချုပ်မှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ